ယခုညစီရင်မဲ့အစီရင်ကတော့အဝေးပေါ့နော်အဝေးဒီမှာအလုပ်လုပ်နေရတဲ့ကိုသွေးသားနော်လင်းသားဒါမှမဟုတ်အချုံတောင်ကြာနေတဲ့လူတွေဘေးအန္တရာယ်လွန်စွာများတဲ့လုပ်ငန်းခွင်တွေကိုရောက်ရှိနေတဲ့ကိုမိသားစုအတွက်ပေါ့နော်ကိုစားပေါ့နော်ရတရားချီရတာပါသစ္စိတ်ပိုင်းရသူရိစပညာရဲ့အမြင့်အညွန့်မတွန့်စေရဆိုတဲ့ပညာရဲ့နက္ခတပညာရဲ့သုံးမျိုးပေါင်းဆက်ပြီးတော့စီရင်ရတဲ့ပညာဖြစ်ပါတယ်ပထမဆုံးစီရင်ပေးရမယ်ဒီကာယကံရှိတဲ့ပုံပေါ့ဓာတ်ပုံမှာကျွန်တော်အင်းချတယ်အင်းချတဲ့ခါကျတော့ကျွန်တော်တို့ကဒီယာရီပုံပေါ့နော်တနာချီပြီးတော့ကျွန်တော်တို့တန်ဋိဒပြက်ကလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကနက်ခတ်ကိုရွေးတာပေါ့နော်အဝင်လားအထွက်လားခပ်ပတ်လားနက်ခတ်ကိုကြည့်ပြီးတော့ကျွန်တော်တို့ကစီရင်ရပါတယ်ဗျာခုစီရင်ရမယ်သူကအင်္ဂါသပေါ့အင်္ဂါသမဟာဘုပညာနဲ့ရှင်တွဲတဲ့ခါကျသူ့ရဲ့အမြင့်ပေါ့သူ့ရဲ့နင်းပန်းဖြစ်တော့ပေါ့နော်သူကအင်္ဂါသသူ့ရဲ့ငင်းချမ်းကဘာလဲဆိုတော့ပြင်းမပေါ့ဗျာပြင်းမဂျိုသက်19ဆိုတော့ကျွန်တော်တို့ကဒီ19ညွန့်ပေါ့နော်ဒါသူ့တော့အိယာခေးထားတာပါဒါကသူ့တော့အိယာခေးပြီးထားတာပါဟုတ်ပြီသူ့တော့အိယာခေးပြီးထားတဲ့ခါမှာဒီမှာအဲ့ဒီအိယာပေါ်မှာကျွန်တော်ကသူ့ကူစားပေါ့နော်သူ့ကူစားဆိုတော့ဒါအင်ဖျက်နိုင်ပါဒီမှာကသူ့ကိုကျွန်တော်ချီမန်းကွင်းတယ်ပေါ့နော်ချီမန်းကွင်းအဲ့မှာဘာလဲဆိုတော့ကျွန်တော်တို့ကဒီတွန်းရာကိုကျွန်တော်တို့ကတုံးလုံးလဲမယ်ဆိုရင်ဒီကောင်းဟိုအယိုးလေးတွေကအောက်ကိုထားရပါတယ်ဒီကိုရှင်းမိအောင်ပေါ့နော်အောက်ကိုထားတယ်နောက်ပြီးတော့အဖျားလေးတွေကဒီကာယကရှင်ဒါကာယကရှင်ကအဝေးရောက်နေတဲ့အတွက်ကာယကရှင်ရဲ့အညံ့တွေကိုပေါ့နော်ခုနှစ်ဖြစ်ရမှာပေါ့ထုတ်ရမှာပေါ့ဒါကာယကရှင်အတွက်ကျွန်တော်ကပြီးရင်ဒီဥစ္စာကိုထုတ်ပြီးတော့သူနဲ့သက်ဆိုင်ပေါ့အကျိုးသိရစေတော့ဂါထာတော်ကိုအခောက်ကြီးပေါ့တတ်ထားတဲ့အကောက်ကြီးငွေကြေးနဲ့ပတ်သက်ပြီးဆိုရင်ကျွန်တော်တို့28ကောက်ယူရတယ်ဒါငွေကြေးနဲ့စီးပွားရေးနဲ့သက်ဆိုင်ပြီးကိုစားလုပ်ပေးရတယ်ဆို28ကောက်ယူရတာပေါ့ဒါဘေးရန်အနေကင်းဖို့ဆိုရင်ဘယ်နှကောက်ဒီပညာတော်သင်သွားနေတဲ့အဝိဓနိယကသားသမီးတို့ဘာလို့တက်ဆိုဘယ်နှကောက်ဆိုပြီးရုပ်ကတာပေါ့ဗျာအဲ့တော့စီရင်တဲ့ခါမှာအယုံဆုံးကိုဒိုလုံးရေချိုးပြီးတဲ့ခါကျတော့ကျွန်တော်အဝိစားဝတ်တဲ့ခါမှာအညိုဝမ်းဆက်တို့အဖြူဝမ်းဆက်တို့မဟုတ်ဘဲနဲ့စီရင်မဲ့ဆရာကဒီအမြင့်ကောအညွန့်ရောမတွန့်သေးတော့နဝင်းဝစ်စုံပေါ့နော်ဒီနေရက်နဲ့တွက်ပြီးတော့အယောင်ပါတဲ့ဝစ်စုံဝတ်ကတယ်အဲ့တော့သူကအင်္ဂါဖြစ်တဲ့အတွက်ကြောင့်လည်းအင်္ဂါကိုသူ့နိုင်လို့စကိုခုဆိုတော့တနင်္လာကလုပ်ပြီးရတာပေါ့ဗျာဆရာနဲ့တွဲပြီးတော့တနင်္လာကဒီဖျောင်းနိုင်ထွန်းကြီးတာတွေဒီအရောက်ခတ်ဒီပါတွေအိယာခန္ဓာတွေလုပ်ပြီးရတာပေါ့အဲ့တော့ကျွန်တော်တို့တနင်္လာမရှိတဲ့ခါမှာကျွန်တော်တို့ကဘာလုပ်လဲဆိုတော့သူကစပိုသားဖြစ်တဲ့ပေါ့နော်တနင်္ဂနွေသားသမီးကိုလုပ်ပြီးရတာပေါ့ဗျာတနင်္ဂနွေသားသမီးရှိတဲ့ခါကျအညွန့်ဖြစ်တော့ဗုဒ္ဓဘုသားသမီးကျွန်တော်ဆရာယာမအောင်ဖြစ်တဲ့ကြောင့်ဗုဒ္ဓဘုသားသမီးဖြစ်တဲ့ကြောင့်ကျွန်တော်ကကိုယ်တိုင်လုပ်ပြီးတာပေါ့နော်တကယ်လို့အဲ့လိုမရှိဘူးဆိုကျွန်တော်တို့ကလူငါးရှာတာပေါ့နော်လူငါးရှာပြီးတော့လောက်ကလူငါးရှာတဲ့ခါမှာလူငါးကလည်းရေချိုးရတယ်အရင်ဆုံးကျွန်တော်တို့ဆရာတယောက်အနေနဲ့တဲ့ဒီဓာရီစီရင်တော့မယ်ဆိုရင်အရင်ဆုံးပေါ့နော်မြတ်စွာဘုရားရှိခိုးသီလတွေဘာတွေယူမယ်ခန္ဓာကိုယ်လည်းဝိဇာတွေလည်းအစဉ်သွေးသီလယူမယ်ဘုရားရှိခိုးမယ်ဘုရားရှိခိုးဆိုင်ရာပိုင်ရပုဂ္ဂိုလ်အပေါင်းတို့ကိုပိတ်ဖိတ်မယ်ပိတ်ဖိတ်ပြီးသွားတဲ့အခါမှာတဲ့ဒီဆရာတယောက်အနေနဲ့ပေါ့နော်သီလယူရတာသီလယူပြီးသွားတဲ့အခါကျတော့ကျွန်တော်ကမေတ္တာကမ္မထမ်းဖြစ်ပြီးကမ္မထတစ်ခုကိုစီးပြန်ရတယ်အဲ့တော့ခန္ဓာကိုယ်ကဝိဇာခန္ဓာကိုယ်တန်ရှင်းသွားပြီဝိဇာတန်လည်းဝတ်ပြီးသွားပြီစိတ်နှလုံးသားကလည်းကမ္မထတွေပွားများပြီးတော့စိတ်နှလုံးသားလေးကတီလာလေးယူပြီးတော့တန်ရှင်းတဲ့အချိန်မှာကျွန်တော်တို့ကဒီနက္ခရဗေဒပညာအရာပေါ့နော်ဒါတွက်ပြီးတော့ကျွန်တော်အင်းကြီးစီရင်တယ်ပေါ့အဲ့လိုစီးသွားတဲ့ခါကျတော့နောက်နေ့ကြတော့ခါကျတော့နောက်နေ့မနေ့ကြတဲ့ခါကျ तू အိပ်ပြီနောက်နေ့မနေ့ကြတဲ့ခါကျ तू ကိုစားပေါ့နော်ဓာတ်ပုံမှာဆွတ်တာချီမန်းကွင်းကိုကျွန်တော်တို့ကချွတ်ပေးရပါတယ်ချွတ်တဲ့ခါကျတော့ပြောအထက်ကချွတ်ကတာအောက်ကချွတ်ဒါပညာကန်းဆိုတော့မပြောတော့ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်အဲ့ဒီကချွတ်ပြီးသွားတဲ့ခါကျတော့ तू နင်းအိတ်ထားတယ်ပေါ့အိတ်ထားတယ်အောက်ကပြင်းမရွက်စကူရွက်ကိုကျွန်တော်တို့စွတ်ကြတယ်ဗျာစွတ်တယ်ဆိုလည်းစွတ်ပုံစွတ်နီးရှိတာပေါ့နော်စွတ်ပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့ကသူ့ရဲ့ဘုံမိဖြစ်တော့ပေါ့နော်ဒီအင်္ဂါရဲ့ဘုံမိဖြစ်တော့ကျွန်တော်တို့ကအနောက်
ပတ်ဆိုတော့ကျွန်တော်သူအိတ်တဲ့အိမ်ပေါ့ကျွန်တော်အိမ်ရဲ့အနောက်ဘက်အရက်ကိုကျွန်တော်ဆုံးပြမယ်ဆုံးပြတဲ့ခါကျကျွန်တော်ရဲ့နောက်လမ်းကမောင်းမကန်လမ်းဗျဒါမောင်းမကန်လမ်းပေါ်ကြီးမှာသွားဆုံးပြဖို့အဆင်မပြေဘူးဘာခိုးဘက်အိမ်ဒီဘက်အိမ်ရှိတယ်အဲ့တော့သူ့နောက်ဘက်မှာကျတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရေချောင်းသိပ်ပံရှိတာရေချောင်းသိပ်ပံဘက်ကိုမျက်နှာလဲပြီးတော့အနောက်ဘက်ကအရက်ကိုမျက်နှာလဲအနောက်ရက်ကိုသွားပြီးတော့အနောက်ဘက်ကိုမျက်နှာမူပါဒါပေမဲ့ရေချောင်းသိပ်ပံကိုင်းပတ်ချလဲမှာကျူးကျော်လေးတွေရှိတဲ့ခါကျတော့သွားပြပေါ်တယ်အဲ့တော့ကျွန်တော်ထပ်စဉ်းစားတဲ့ခါကျတော့ဘယ်ဘက်သွားခွင့်နေဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်ရင်ကျုပ်တက်ကိုအနောက်ဘက်ကျတော့ကျွန်တော်အဲ့မှာကွင်းရှိတယ်ဗျကွင်းရှိတယ်အဲ့ကိုကျွန်တော်ကသွားရမယ်ဒါဆုံးပြလို့ရတဲ့နေရာပေါ့ကျွန်တော်အိမ်နောက်ရဲ့ရင်ကျေးမှုတက်ကိုရဲ့ရှေ့မျက်နှာစာပြည်တော်စုလမ်းမပေါ့နော်အခုအဲ့ဘက်ကိုသွားရမယ်သွားပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ကနေဝင်ရအနောက်ကိုကျွန်တော်အဲ့မှာနေထွက်ရနေဝင်ရကြည့်တော့အနောက်ရက်ကိုမျက်နှာမူပြီးတော့အဲ့တော့အနောက်ရက်မျက်နှာမူပြီးတော့ဒါကိုဆွပြရမယ်စွန့်ပစ်တဲ့အခါမှာတဲ့ဒီတိုင်းစွန့်ပစ်လို့မပြီးသေးဘူးဒီအင်္ဂါသားပေါ့အတွက်ပေါ့နော်ဒီကျွန်တော်တို့ကဒီရုပ်ဖတ်ပြရမယ်ဒီမှာမဆိုကြပါတော့အင်္ဂါသားစီသူစုနိုင်ကြုံတွေ့နေရတော့သူမလိုလားတဲ့အရာတော့ဘေးဒုက္ခအမျိုးမျိုးရန်ဒုက္ခမျိုးမျိုးအန္တရာယ်ဒုက္ခမျိုးမျိုးဘေးပေါင်းရန်ပေါင်းတို့ဒီဤရွက်ဤခန့်တဲ့သူယနေ့ယခုဤချိန်ကမှစ၍စွန့်ပြီးသားပေးပြီးသားဖြစ်ပါစေတည်းအဲ့လိုစွန့်ပြီးတော့ကပြီးသွားပြီမဟုတ်သေးဗျညားကြတော့ခါကြတော့ဒီပါဗျာဒါသူကတင်းကနေပေါင်းကျုပ်ပြုတယ်တင်းကနေနဝင်းရတာပေါ့အဲ့တော့တင်းကနေယူသားဖြစ်တဲ့အတွက်အုံညွန့်တော့ဒီမှာပေါ့နော်ဒီမှာလက်ဖက်ကူးဖို့အဲ့တော့ဒီမှာ900ကတဲ့ထောင်ထားတဲ့အတွက်ကြောင့်တဲ့ကိုရိုးလေးတွေကတဲ့အဲ့ဒီသူ့ရဲ့နဝင်းပန်းရှိရဘက်ကိုတော့မျက်နှာလှည့်ရမှာပေါ့အဲ့မှာကျွန်တော်မက်ဆီကိုစီပေါ့နော်မက်ဆီကိုစီမှာဖျောင်းနိုင်ကိုတိုင်းနဲ့လက်ဖက်ကိုပုံပေါ့နော်ဒါကိုကျွန်တော်တို့ကနောက်နေ့ဒါအမှန်မှကျွန်တော်ကဒီဥစ္စာကကာယကံရှင်အထားတဲ့သူကိုကျွန်တော်ဗီဒီယိုကလစ်ပို့ပေးရမှာမို့လို့ဒါကဒီကျွန်တော်ရဲ့ပရိသတ်ကြီးဟောကျွန်တော်မိတ်ဆွေတွေလည်းသိအောင်ဆိုဒါတက်ပြင်ပြဒါပြန်ဖြစ်ရမှာဗာဒီနေ့လောက်ရမှာမဟုတ်ဒါကိုဥစ္စာနောက်နေ့ညကျမှလောက်ရမှာကိစ္စဒါတက်ကျွန်တော်ကဟိုဒါအခုနေ့ဖြစ်အောင်လောက်ဖို့လို့အဲ့တော့ဒီဥစ္စာရဲ့နဝင်းပန်းရဲ့အောက်မှာတဲ့သူကဓာတ်ပုံကိုနေ့ဖြစ်မှာကိုကမန်းဝင်းချွတ်ထားတဲ့ဓာတ်ပုံကိုဒီမှာပြန်ပြီးတော့ဒီနဝင်းညွန့်ရဲ့အောက်မှာထားရမယ်သူကနဝင်းညွန့်ကိုရွက်ထားတယ်ဥသိထားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကစီရင်ပေးရမှာဖြစ်ပါတယ်အဲ့ဒါနောက်နေ့ညကျမှလုံးရမယ်အလုပ်ဖြစ်ပါတယ်အဲ့တော့ဒီအစီရင်နဲ့ဒီရတရားဘာကောင်းလဲဆိုတော့အဝေးမှာရောက်နေတော့အန်ဒီကြီးမားသောအလုပ်ငန်းခွင်အလုပ်မှာရောက်နေတော့ဒါမှမဟုတ်ပညာတော်သင်နေတော့ငွေကြေးရှာဖွေနေတော့အကျဉ်းကျထောင်ကျနေတော့အတူတွေအတွက်ကိုစားပေါ့နော်ဒီမှာရှိတဲ့လူရဲ့ကိုစားကိုဓာတ်ပုံနဲ့ကျွန်တော်တို့ကစီရင်ရတရားလုပ်ပေးခြင်းဖြစ်ပါတယ်ဗျာကဲနေ့ကတော့ဒီလောက်ပါပဲဗျာ